J-Talk Remix 大家拿着剑，拿着远角斜插的剑，一家人那口气嘛，家人泪花的片。大家拿着剑，拿着远角斜插的剑，一家人那一票嘛，家人泪花的片。ဒီလုံးမမြောက်တယ်နော်ဖုန်းတော့ကင်နေဖင်တူမပါပဲလို့ဟိုဘက်ရွာက6ရင်းနဲ့ပေါင်းပြီးလင်းလူလာတဲ့ရုပ်ပြောလိုက်ကဘာချီရဲ့လေသိတော့မြင်ဘူးဒါလည်းမဟုတ်တိတ်ကြတဲ့ကောင်တွေကိုအယိုးချိုးပြီးတင်ပြူဖြာနဲ့တော့ရွာလုံးမှာရွာစော်ပဲလာထီတဲ့ကမတာပေါ်မှာလေးတမောင်အလောက်အော်နဲ့ဟျောက်တကြီးနဲ့မပါတော့တယ်ဘာတော့ငါစောက်ကူးဆိုင်ဘူးငါကျူးဆိုင်တာဆရာတော့ပဲဒီပဝိုင်းကိုထိုင်းတော့ချလိုက်စမ်းမှာဖွာတော့တယ် yeah အရင်ကိစ္စအောင်လို့လာရတဲ့စားရှင်ငါပြညာပြမယ်ဘောလာတွေနဲ့ခစ်တငါမယ်တိုင်းမင်းအိုးတွေခွတ်တင်တွန်းလို့လုံးမချင်းဝိုင်းတီးကြဟိုအောင်တဲ့ဆုံးတာနဲ့ဆိုကိုဝင်းတိုင်းပြီးတော့ဒီစံတော့ချောင်းတက်ကိုဖန်ချောပြီးဝိုင်းရင်ကစင်းလာတဲ့အပြိုလေးတွေကိုလှမ်းရှို့ကြည့်လိုက်နောက်ကနေရေအိုးတွေပါတွေထမ်းပိုးပြီးလိုက်မနှက်ဆိုမှုညက်နေဘူးညက်ဆိုရှမ်းကုန်ပြီးရိုက် right ဝေးရဲ့ချေလုံးဝဟဲ့အသားရှိရင်ဝင်ရှိတယ်ဒီစစ်တွဲနဲ့ရိုက်တဲ့ပုံလေးတွေခမချစ်ရင်ကြွယ်မိမယ်ပေးပြီးပဲအစင်းနဲ့ဒီသေးဖြစ်မဲ့ရောက်အောင်ရေးကြည့်တယ်လူကောင်ကတော့ခွေးပြစ်တဲ့တော့ရောက်အချစ်ရေးကအင်ကအမေပေးစားတာမတွဲပဲနဲ့လူပြလို့တော့ခုနကင်မလေးတွေဘင်းနာမှာတွဲဝဲလေဒါပေမဲ့ပြစ်ချစ်မဲ့ဆိုပြီးရွှေထားတာနဲ့နဲ့ပဲအချစ်အားရအားတလုံးမျိုးချေးစားပါတဲ့ခွဲတယ်ဒီနှစ်ကိုတဲကိုပြတ်မှာယူပွက်တယ်လားနေရွာလူကြီးတွေမိတွိုင်းအမှုပတ်နေမှာမင်းပြောမရဆိုမရနဲ့ပူကန်နေတာအတင်းအလိုအပြိုတွေရောက်အိုတွေရောက်တခုလက်တွေပါချစ်ပညာရှိရောက်ဆောင်ပြီးနေရွက်ထောင်ဘိုးလိုတိတ်ပြီးရင်မင်းညိုတိပစားနဲ့အဆက်ရှောင်းကျွန်တော်လိုမျက်နှာချိုးရင်အိတ်ထုံထဲမှာထင်ရဆောင်